Hello everyone, welcome back to my channel. Today, I am not planning anywhere to go, so I'm going to be taking all of you along with me on my study journey. အားလုံးပဲမင်္ဂလာပါဖင်နာဖြစ်ပါတယ်ဖင်နာဒီနေ့ပြင်လဲသွားစရာမရှိတာနဲ့ဖင်နာဒီနေ့ဒါစားဘယ်လိုလုပ်လဲဆိုတာလေးကိုဒီနေ့ capturing လုပ်ထားပါတယ်ဒါပေမဲ့အသေးစိတ်တော့ပါမှာမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ဖင်နာစာလုံးနေတဲ့အချိန်မှာကို capture လုပ်ထားရတာ recording လုပ်ထားရတာကိုသိပြီးတော့မကြိုက်ဘူးဘာလို့လဲဆိုတော့စာမှာအပြည့်အဝအယုံမဆိုင်နိုင်လို့ဆိုတဲ့အတွက်ကြောင့် portion လေးနည်းနည်းလေးပဲပြထားမယ်เนาะအမှန်တိုင်းပြောရရင်ဒီနေ့ handout တွေမဖတ်ချင်ဘူးအဲ့တော့မဖတ်ချင်လည်းဖတ်မှာပဲလေเนาะYouTube လေးကြည့်မယ်ပြီးရင်ကြောင်း handout တွေနည်းနည်းဖတ်မယ်ပြီးရင်ကိုယ့်ရဲ့ notes တွေလည်းနည်းနည်းဖတ်လိုက်မယ် So let's go Good morning. Finally, morning bird မဟုတ်တဲ့အတွက်ကြောင့်မနေ့စောစောမထချင်ဘူးညဘက်ဘယ်လောက်နောက်ကျစာကြက်နိုင်နေဒါပေမဲ့မနေ့စောထားဖို့ဆိုအရင်ပြင်တာဒါပေမဲ့လေဒီနေ့မနေ့စောစားလုံးမယ်လို့ကို commit လုပ်ထားတဲ့အတွက်ကြောင့်စောထားမယ်ညနာတင်မယ်သွားတိုင်းမယ်ကဲပြီးပါပြီတဒါဖင်နာကမျက်နှာတက်ပြီးသွားတဲ့အခါတိုင်းတပတ်နဲ့မျက်နှာကိုတုပ်လို့မရှိဘူးအဲ့တော့တီရှူနဲ့ပဲတုပ်ဖြစ်တယ်တီရှူမျက်ဆောင်လာတယ်ပြီးတော့ဒီနေ့ vlog ကရမှာဖြစ်တဲ့အတွက်ကြောင့်နှာခမ်းနီလေးနည်းနည်း touch up လုပ်လိုက်မယ်နော် Anyway ဖင်နာတော်တော်များများကစပင်လေးရှိလာလို့ပြောကြတယ်မညက်ဖြစ်တာပေါ့နော်ဖင်နာနောက်ဆုံးစပင်ရှိထားခဲ့ရတာမှဒီလောက်ထိမရှိဘူးကဲမနေ့စားဖို့အပေါ်တက်လိုက်ပါအောင်မယ်ပြီးတော့ဖီနာက breakfast person လည်းမဟုတ်တော့မနေ့စာဆိုရင်တော့တိတ်ပြောမစားပြလို့တပတ်မှ2ရက်3ရက်လောက်ပဲစားပြမယ်ထင်တယ်မနေ့စာကိုလေကဲမနေ့စာစားလို့ပြီးသွားပြီဆိုတော့စားလို့ကိုအခန်းထဲပြန်ရပါတော့မယ်ထဒါဖီနာကအခုလက်ရှိစေတက်ကတူနှစ်မှာစေပညာသင်ကြားနေတဲ့ Year 3 Medical Student တူဖြစ်ပါတယ်အဲ့တော့ဖီနာစေတက်ကတူမှာစာရီလိုက်မိအောင်လို့ဘယ်လိုလေ့လာခဲ့လဲဆိုတဲ့ study tips တွေကိုဆက်ပြီးတော့မျှဝေပေးသွားဖို့အစီအစဉ်ရှိပါတယ်ရှေ့ဗီဒီယိုတွေမှာလည်းစေချောင်းမှာ smart ကြောင်စာဘယ်လိုလေ့လာမလဲပြီးတော့ရင်ကိုလေ့လာထားတဲ့စာတွေကိုမမေ့သွားအောင်ရေရှည်မမေ့သွားအောင်ဘယ်လိုလေ့လာရမလဲဆိုတဲ့နည်းလမ်းတွေကိုဖီနာမျှဝေပေးထားတဲ့ဗီဒီယိုလေးတွေရှိပါတယ်အဲ့ဒီဗီဒီယိုလေးတွေကိုလည်းအချိန်ရရင်တွားပြီးတော့ကြည့်ကြအောင်နော်ဖင်နာကတနေ့ကောင်စာချက်နေရာမျိုးတော့မဟုတ်ဘူးစာချက်လိုက်ဇက်ကကြည့်လိုက်ပဲဇက်ကတော့ Japanese animation တွေကိုကြည့်ရပို့ပြီးတော့များတယ်ဖင်နာ otaku ပေါ့နော်ဆိုတော့ဒီဇက်ကရဲ့နာမည်ကတန်တန်ဖင်နာအခုအိမ်မနေနေမဟုတ်ဘောနော်အိမ်နဲ့ဝေးတဲ့နေရာမှာနေနေဖြစ်တဲ့အတွက်ကြောင့်မမေကိုလည်းဖင်နာအချိန်ရတယ်လို့ဖုန်းခေါ်ပြတယ်နေ့တိုင်းနီးပါဖုန်းခေါ်ပြတယ်ဘာလို့ဆိုတော့ကိုမိပဲလीเนาะစကားပြောချင်တာပေါ့နေတိုင်းအဲ့တော့ဘာမှပြောစရာမရှိလဲမနီကောင်းလားတင်မလားကျမရဲ့ရှင်နေဘယ်လိုရှိလဲရာတူတူရှင်နေရောဘယ်လိုရှိလဲကြောင်လေးတွေရောဘယ်လိုလဲဆိုပြီးတော့အဲ့လိုအလားပါတလားပါလေးပြောကြတာပေါ့နော်မမေဆိုရင် तू ကကြောင်အရန်ချစ်တဲ့တော့ဖုန်းပြောတိုင်း तू ကကြောင်လေးကြောင်ပဲပြောတာအဲ့တော့မမေပြောတာလေးနားချောင်းဒီဘက်မှာလေကိုလို့ဆရာရှီယာလေးလှုပ်ပြီးကိုရဲ့တနေ့တာဘယ်လိုဖြစ်တယ်လဲဆိုတော့မမေကိုပြန်ပြောရင်းနဲ့တာမီနီယောက်ကအဲ့လိုနေ့တိုင်းလိုဖုန်းပြောပြတာပေါ့နော်ဆိုတော့အခုခေါ်လိုက်ပါဦးမယ်တော့ခင်မျိုးဟေးဘာလုံးနေရောမကြောက်တာပြင်းပြီးတော့သွားမယ်လေစီကိုတွက်ဟင်းရရှိရဲ့ကြောင်တွေတွက်မရှိဘူးပေါ့အေးကြောင်တွေတော့ကတရက်တစ်ခါလို့ဝင်တော့လေဒီတရက်ဟိုဝင်လာလို့မရအောင်နေလဲဆိုတော့အုပ်ထားတယ်ဘာလုံးညာလဲကူကအခုကစနခါလေးလို့လေတော့ခါလေးရောဆုံးတော့ကလာဆုံးတော့ရှောမှာတော့အခုမှနိုးရလားတမီးရဲ့အမေကနိုးချင်းဟိုသိတဲ့အတိုင်းလေကဘာပတ်ပြီးတော့ချမ်းပတ်ပြီးတော့ကြောင်ရှိရလိုက်ကြုံပါသေးတယ်ကြောင်သေးတော့ပြီးတော့အပေါ်အေးရလေးစိတ်ပြီးအစာကျွေးဒီကောင်းလားတက်တာလားဒီကောင်းလားဒီတိုင်းပဲလေအဆောက်အသုံးမှုရှိသေးလားရှိသေးတယ်လိုရင်ပြောလာတော့နေပါဒါတူတူချိန်ရောထတာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ဒီနေ့ vlog လေးကတော့ပေါ့ပါဖင်နာတနေ့တာစားဘယ်လိုလုပ်လဲဘယ်လိုဖြတ်တန်းလဲဆိုတာလေးကိုပြပြပေးထားတာဖြစ်ပါတယ်အခုလိုမျိုး lifestyle နဲ့ပတ်သက်တဲ့ vlog တွေ productivity medicine based language sharing နဲ့ပတ်သက်တဲ့ vlog တွေကိုစိတ်ဝင်စားရဆိုရင်ဖင်နာရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ကြနဲ့နော်Anyway, I hope you have a wonderful day to yourself and I am going to see you in my next video. I am Fiona. Bye-bye.